ဥတည်ပါတယ်ဆရာတော်ဗျာမိဂုံးနံပါတ်6ကိုလေးမြဲခွင့်ပြုပါဆရာတော်ဗျာ2025နှစ်ကုန်သုံးသက်ချက်အနေဖြင့်လောကအမြင်ဘဝအမြင်ဓမ္မအမြင်ရှုတော့တစ်ခုအနေမှာလေးမြဲခွင့်ပြုပါဗျာလောကအမြင်တွင်စัจကျင်ဘက်သဘောများဒွန်တွဲဖြစ်တည်နေသည့်အဖူနှင့်အေးအလေးနှင့်အမောင်အချစ်နှင့်အမုံဒီမိုကရေစီစနစ်နှင့်အာဏာရှင်စနစ်ပြည်ပနှင့်တိုင်းရင်းသားစသည့်အခြေအနေတိုင်းတွင်အစွန်းနှစ်ပါးဖြစ်တည်ရှိနေပါဗျာလောကဘဝထဲတွင်အစွန်းနှစ်ပါးဖြစ်နေရတော့လေဓမ္မအမြင်တွင်အစွန်းနှစ်ပါးမှလွတ်မြောက်သည့်စုပ်ကိုင်မှုကင်းတော်မြတ်တတ်သဘောဆောင်သည့်အမျိုးအမည်ရှိပါကရှေ့ဆုံးလေးနက်စွာမိန့်တော်မူပေးပါရန်နှင့်တပည့်တော်အပါအဝင်လူအများအနေနှင့်ထိုအမြင်ကိုလက်တွေ့အသုံးချကျင့်သုံးနိုင်ရေးနီလန်းကောင်းများအားမိန့်ကြားပေးပါရန်ပြည်ပမှရိုသေစွာလေးပြန်လျှောက်ထားလိုက်ပါသည်ဆရာတော်ဘုရားတရားမထုတ်ဘူးဆိုရင်တော့ပညာနဲ့ပရမတ်ကိုမမကန်ကန်သုံးတတ်အောင်တရားတဏ္ဍာကိုကြီးနဲ့မကြိုးစားဘူးဆိုရင်တော့ဒီနားလည်မှုခက်တဲ့အမှန်တရားပေါ့လေဆရာတော်ကိုယ်တိုင်လည်းတရားမထုတ်ခင်တော့ဒီလောကီလောကုတ်ပေါ့ပညာပရမတ်ပေါ့ကိုကျိုးများကျိုးပေါ့လေလောကုတ္တရာကျိုးပေါ့အဲ့ဒါတွေကိုသိချာနားမလည်ဘူးမမကန်ကန်လည်းမတုံးတတ်ဘူးပေါ့တရားထုတ်တဲ့အခါကျမှပညာကိုသုံးပြီးတော့ပရမတ်ကိုနားလည်အောင်ကြိုးစားရတာပေါ့လေတရားရိပ်တာတို့တရားပြဆရာတို့တရားထုတ်တဲ့ယောဂီဘဝတို့တရားထုတ်တဲ့နိလန်းပေါ့တရားအတွေ့အကြုံပေါ့တရားပိုင်ရှင်ဖြစ်တော်မူတော့မြတ်စွာဘုရားပေါ့ဒီလူတယောက်အနေနဲ့သိတဲ့အသည့်တွေကတော့ဒါတွေကပြည့်ညတ်တွေပဲပေါ့အဲ့ပြည့်ညတ်တွေကိုသုံးပြီးတော့မှသမုဒိယကြောင့်ဖြစ်တဲ့ဒုက္ခသစ္စာမေဃသစ္စာအကြောင်းတရားကြောင့်နားလည်ကိုရရှိတဲ့နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ချမ်းသာတွေပေါ့ကံနဲ့ကံရဲ့အကျိုးပေးတွေပေါ့လေဒါတွေကိုတရားတွေနာတရားစာတွေဖတ်ရှုပေါ့လက်တွေ့လဲတီလာဆောင်ထင်းနဲ့အများကျိုးဆောင်ရည်နဲ့တရားအားထုတ်ပေါ့လေစိတ်ကိုထိန်းပေါ့ကိုယ်စိတ်ကောသူတို့ဘာစိတ်စုပေါင်းထားတဲ့စိတ်တွေကိုလည်းထိန်းပေါ့နောက်ပြီးတော့ကိုယ်မှာဖြစ်တဲ့လောဘဒေါသမောဟရောသူတို့ဘာမှဖြစ်တာအများမှာဖြစ်တဲ့လောဘဒေါသမောဟတွေပေါ့စုပေါင်းပြုလုပ်တဲ့အဖွဲ့အစည်းတွေမှာဖြစ်တဲ့လောဘဒေါသမောဟတွေကိုရှုတတ်အောင်ပေါ့သူတစ်ပါးရဲ့အပြစ်ရှာမဲ့အစားပေါ့လေကိုယ့်အပြစ်ပေါ့ကာယကံဝစီကံအမှားတွေရှာမဲ့အစားမနောကံအမှားတွေပေါ့ကိလေသာရဲ့အကြောင်းကိုသိအောင်ကိလေသာရဲ့အပြစ်တွေကိုမြင်အောင်ကြိုးစားအားထုတ်ရတဲ့ဒီအလုပ်တွေကိုပြည့်ညတ်တွေတုံးပြီးတော့ကြိုးစားအားထုတ်ရကနေပြီးတော့မှစီဝါရှာရင်တရားထုတ်ရင်လည်းတရားနှလုံးသွင်းရင်လည်းစီဝါရှာတဲ့အလုပ်ပေါ့လေဒီလားတရားဆိုတာက
ဘာဝနာတွေမကောက်တီလလည်းပါတယ်ဒါနလည်းပါတယ်ကုလိုပြည့်တရားထုတ်တာကုလိုပြည့်စီးပွားရှာတဲ့သဘောမျိုးတွေမှာပါတာအဲ့လိုလက်တွေ့ပြုလုပ်ချင်းအားဖြင့်ဒီယောဂီခုလိုနိုင်ငံရေးပေါ့ပညာရေးကျန်းမာရေးတွေရောတစ်ဖက်ကဒါနသီလဘာဝနာကောင်းမှုခုလိုအရေးတွေကိုယောဂီတယောက်အနေနဲ့အားထုတ်တဲ့အခါကျမှတရားတန်ခါရဲ့အကူအညီကိုယူရအောင်ကြိုးစားတဲ့အခါကျမှပညာကောပရမတ်ကောပါလေလောကီရောလောကုတ္တရာရောဒီမိုကရေစီရောအာဏာရှင်စနစ်ဆိုတာတွေရောကုလိုရောအကုလိုရောဒါတွေကိုမှန်ကန်တဲ့နားလည်မှုနဲ့ကုလိုဖြစ်အောင်အကုလိုတွေကျော်နေအောင်သုံးတဲ့နီးလန်းတွေကိုတရားရိပ်တာတွေလည်းဝင်ကိုယ်တိုင်လည်းကျင့်ကြံအထောက်ရင်းနဲ့လိလာဝင်ရရှိတာပေါ့လေအဲ့ဒါကြောင့်လေစီဝါရှာတဲ့အလုပ်ကောရှာဖွေတာလည်းမရအောင်ကိုယ်အကူကိုပြီးတော့ပညာတတ်စီဝါရေးမှတရားဖြစ်အောင်ကြိုးစားခဲ့မရဘူးပေါ့ဒီတရားတန်ခါအတွက်စွန့်လွတ်လူဒန်းနိုင်တဲ့ကောင်းမှုကုသိုလ်တွေကိုလုပ်ခွင့်ရရှိသွားတာပေါ့လေအဲ့တော့ကိုကျိုးမရှာတော့ဘူးပေါ့အများကျိုးပဲဆောင်ရတော့မယ်ပတ်စံမရှာတော့ဘူးပေါ့လောကီအဖို့တွေရှာမနေတော့ဘူးပေါ့ကုသိုလ်ပဲရှာတော့မယ်ပေါ့လေကုသိုလ်ပဲဆူတောင်းတော့မယ်ပေါ့ဘုရားတရားတန်ခါပဲအားကိုးတော့မယ်အဲ့ဒီလိုမျိုးဘုရားတရားတန်ခါတော့မှနောက်ဆုံးကြတော့ကိုပြုတဲ့ဌာနကိုစောင့်တဲ့သီလကိုကျင့်တဲ့ဘာဝနာတရားတွေရတာကိုယ့်ရဲ့အားကိုးရအစ်စ်ပဲဆိုပြီးကိုလုံးမှကိုရမှာပဲဆိုတဲ့ကိုတာအားကိုးရအစ်စ်ဆိုတာလေကိုပြုတဲ့ဌာနသီလဘာဝနာတွေပြုခဲ့တာတွေပြုနေတာတွေဒါတွေရတာလေကိုယ့်ရဲ့ကုသိုလ်ကောင်းမှုပဲဆိုတာနားလည်လာတော့လက်တွေ့ကြတဲ့ဒါနသီလဘာဝနာလုပ်တွေကိုအဆက်မပြတ်လုပ်ဖြစ်ဖို့ကြိုးစားညာကနေပဲဒါလူဘဝရောလောကီပိုင်ဆိုင်မှုတွေရောဆွလွတ်နိုင်ဘုန်းကြီးဝတ်လာနိုင်တာပေါ့ဝိကျန်တာတွေလည်းလောကီစကားပြောဆိုတာတွေပေါ့လေလောကီစိတ်တွေပေါ့ဒါတွေကဆွလွတ်နိုင်ပြီးတော့မှတရားထုတ်ရတာဆွလွတ်နိုင်အောင်ကြိုးစားပြီးတော့မှတရားထုတ်ရတာပေါ့လေပြီးတော့မှအခါပြန်ပြီးတော့တရားဟောတဲ့အခါရိတ်တာတွေတည်ထောင်တဲ့အခါဒုက္ခတွေပေါင်းစုံကိုကုညီရတဲ့အခါကျတော့ငကူကကိုလုတ်ခဲ့တယ်လို့အငါနဲ့မဟုတ်တော့ဘူးပေါ့လေဘယ်သူပဲဝါဆိုတာမဟုတ်တော့ပဲဘာမှညာမှဆိုတဲ့ဘယ်ချိန်မှဘယ်နေရာမှဆိုတဲ့စုပ်ကင်မှုတွေဟိုစွန့်လွတ်ပြီးတော့မှဒါပြုလုပ်ပဲပြုလုပ်ရမယ်အတိမယူရဘူးမစုပ်ကင်ရဘူးပေါ့လေဒီလိုမှန်ကန်တဲ့နားလည်မှုနဲ့ဒီလောကကြီးကတက်ရှိတဲ့မဲ့တွေကဘာနဲ့တာမှမရှိတာဘာမှမဟုတ်တာဘူးနားလည်ပြီးတော့ဒီလူမှုရေးတွေလောက်ရတာတရားရည်တာတွေဒီဆောင်ရတာပေါ့ဒီလိုတရားတွေဟောကြားတဲ့အလုပ်ကိုပြုလုပ်ရတာငါမဟုတ်မှန်းသိပြီးတော့မှ
ကိုဘွားကိုသူတစ်ပါးဘွားတွေကိုသုံးချတာမျိုးပေါ့ပညာဆိုတာတကယ်မဟုတ်မှန်းသိနေမယ်လေဒါကိုမပယ်ပဲနဲ့သုံးယုံတက်တက်သုံးတတ်အောင်ပေါ့လေကြိုးစားရတာပေါ့ပရမတ်ဆိုတာလေဒါငါတရားငါနားလေတာငါတရားရသွားတာဒီလိုမျိုးစုပ်ကန်မှုတွေမပါဘဲနဲ့ပေါ့ဒါနသီလဘာဝနာအလုပ်တွေကိုအတွက်ရောအများအတွက်ပါသုံးချတတ်အောင်ကြိုးစားရတဲ့အလုပ်ပေါ့နော်ဒါတွေက1999ကစပြီးမှခုချိန်ကြီးပေါ့ဒီဇိုင်းမတ်ပြုလုပ်ရင်းနဲ့အများကိုလည်းသင်ပေးရင်းနဲ့မှတဖြည်းဖြည်းပို့ပြီးတော့နားလည်လာတာပေါ့နော်အဲ့တော့ကိုယ့်အကူကိုပြီးတော့ကြိုးစားမယ်ဆိုရင်တော့ဒီလိုပြည့်ညတ်တွေကိုပေါ့လေလူတွေဆိုတော့လေဒါပြည့်ညတ်တွေနဲ့ပဲအလုပ်လုပ်ကြတာဆိုတော့စိတ်ထဲမှာလည်းရှိကြတာဆိုတော့မပင်မတွေ့ဘဲနဲ့သုံးသက်သုံးတတ်ဖို့သာမလွယ်ကူလာဘူးပေါ့ခုလိုတရားအလုပ်ကိုအဓိကထားပြီးတော့ကျင့်ကြံအားထုတ်ရှင်းအားဖြင့်တော့ဒါဘုရားတရားတန်ခါရဲ့စွန့်ရည်တတိတွေပေါ့လေသုံးယုံတက်တဲ့သုံးချခြင်းဆိုတဲ့အမှန်တရားကိုသုံးတတ်လာမှာပေါ့နော်ဟိုဆရာတော်ခုရှင်းပြတာထက်ဆိုင်ပေါ့ဆရာတော်ကတဘာတရားဣတာကိုလာလိုက်ဒီမှာဆရာတော်တို့လုပ်တဲ့အလုပ်တွေကိုတတ်နိုင်လောက်ဝိုင်းကူလုပ်လိုက်ဆရာတော်နောက်ကိုလိုက်လို့ရတော့လိုက်အဲ့လိုမျိုးလက်တွေ့သင်နေတာကတော့အခုချိန်မှာပို့ပြီးတော့မှနားလေသဘောပေါက်လွယ်တယ်ဒီတိုင်းပြောရတာတော့လက်တွေ့မပါတဲ့အခါကျတော့ပြောရတာလည်းခက်ဒီမှာလာနေတယ်ပြီးတော့အားထုတ်တယ်ဆိုရင်တော့ဒါနားလည်ရတာပူလွယ်တယ်ပေါ့နော်ဒီလိုနားလည်မှုတွေနဲ့ပဲပညာကောပရမတ်ကောပေါ့နော်ဆရာတော်တရားဝိပဿနာတရားလည်းဟောတယ်ပရိဒတ်တွေလည်းလုပ်တယ်ဆိုတော့ဝိပဿနာရဲ့အာယုံကပရမတ်ပရိဒတ်ဆိုတာပညာအဲ့တော့ဒါကြီးကိုတစ်ခုစလုံးကိုတပြိုင်နဲ့ဆိုတာတရားထုတ်ရင်းနဲ့ပရိဒတ်လို့ပေါ့ပရိဒတ်လို့ရင်းနဲ့တရားပြဆိုတာကျတော့တကယ်ကိုမိသားတစ်ဖက်ရင်မို့တစ်ဖက်လို့ပြောရတာမျိုးပေါ့လေခက်ခဲတယ်ပေါ့မလုပ်ရင်တော့လုပ်တတ်မှာမဟုတ်ဒါမဲ့လည်းဒီလိုလုပ်တတ်ဖို့ကြိုးစားတဲ့အခါကျတော့လေတစ်ခုစလုံးကိုပေါ့အများကိုကဲတဲ့အလုပ်ပေါ့ဒီတရားပြတဲ့အလုပ်ကိုဥပဒနာတရားတွေပြတဲ့အလုပ်တွေရှိမှတ်တဲ့အလုပ်တွေကလက်တွေ့လုပ်လာနိုင်တာဆရာတော်တင်ပေးတာလည်းအဲ့လိုလက်တွေ့လုပ်တတ်ဖို့တင်ပေးတာမျိုးဆိုတော့ခုလိုပေါ့လေဒါကိုနိုင်တဲ့ဘက်ကပါဝင်ပြီးတော့လက်တွေ့နဲ့တင်တော့လေလက်တွေ့ကိုဦးစားပေးပြီးတော့တင်ယူမယ်ဆိုရင်ပုံနားလည်မယ်ပေါ့နော်။နောက်ပိုင်းတဘာဝိဒါပညာရေးစနစ်မှာတော့စာတွေ့နဲ့ပညာရှင်ပေါင်းစုံနဲ့ပေါ့ဒီအရာတွေကိုဒီပြည်ပြင်းအောင်သင်ကြားပေးမှာပေါ့ရေးသားမှာပေါ့ရေးသားပြီးတော့သင်ကြားပေးတဲ့အလုပ်ကိုလုပ်တဲ့အခါကျတော့လေစာတွေ့နဲ့ပို့ပြီးတော့နားလည်သဘောပေါက်နိုင်မယ်ဆိုတာကိုဆရာတော်အနေနဲ့ရှင်းပြပြီးခြင်းပါလေ။